ပုဂ္ဂိုလ်တဦးရယူထားတယ်ဒုတိယမြန်မာနိုင်ငံတော်အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်မှာအင်္ဂလိပ်အစိုးရကနိုင်ငံတော်အာဏာကိုသိမ်းပိုက်ထားတယ်သူစီမံတယ်လို့ကျွန်တော်တို့ကနေခဲ့ရတယ်တတိယမြန်မာနိုင်ငံတော်ဒီမိုကရေစီနိုင်ငံကျွန်တော်တို့ရွေးတဲ့အစိုးရကကျွန်တော်တို့ကိုအုပ်ချုပ်တယ်ကျွန်တော်တို့တင်မြှောက်ထားတဲ့လူတွေကပဲကျွန်တော်တို့ကိုအုပ်ချုပ်တယ်ကျွန်တော်တို့ကြိုက်တဲ့လူပဲကျွန်တော်တို့ကိုအုပ်ချုပ်ခွင့်ရတယ်နိုင်ငံတော်အာဏာကျွန်တော်တို့ပြည်သူလူထုလက်ထဲမှာရှိတယ်တတိယမြန်မာနိုင်ငံတော်ကျွန်တော်တို့နိုင်ငံတော်အာဏာကိုပိုင်တဲ့နိုင်ငံတော်ရဲ့နိုင်ငံတော်အာဏာကို1962ခုနှစ်မှာအတ္တမသိယူလိုက်ပြီးတော့စတုတ္ထမြန်မာနိုင်ငံတော်ကိုဥနေဝင်းတည်ထောင်တယ်နိုင်ငံတော်အာဏာကိုသူအတ္တမလူယူသွားတယ်အဲ့တော့ဒီလေးခေတ်မှာပထမမြန်မာနိုင်ငံတော်ရှင်ဘုရင်ခေတ်မှာနိုင်ငံတော်အာဏာဟာဘုရင်တွေပိုင်တဲ့ပစ္စည်းလို့သတ်မှတ်ပါတယ်ဒုတိယအင်္ဂလိပ်ကသူပိုင်တဲ့ပစ္စည်းလို့သတ်မှတ်ထားပါတယ်တတိယကျွန်တော်တို့ပြည်သူတွေပိုင်နေဆိုပြည်သူတွေခံစားရပါတယ်ပိုင်ခွင့်ရပါတယ်စတုတ္ထဒီအာဏာကိုစစ်တပ်ကသူပိုင်တဲ့အာဏာဆိုပြီးတော့သိမ်းသွားပါတယ်ကျွန်တော်ဒီနေရာမှာတစ်ခုလောက်ပြောချင်ပါသေးတယ်တတိပြန်ရလို့အဲ့ဒီနိုင်ငံတော်အာဏာဘယ်သူပိုင်တိုက်တယ်ဘယ်သူပိုင်ရမယ်ဆိုတဲ့သဘောတရားကို1940ခုလွတ်လပ်ရေးမယူခင်ရေးခဲ့တဲ့ကျွန်တော်အစပိုင်းမှာပြောခဲ့တဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဏ္ဍာန်မှာပါတယ်နောက်လွတ်လပ်ရေးကြေညာစာတမ်းဆိုတာတစ်ခုရှိသေးတယ်1940ခုစက်တင်ဘာလ24ရက်နေ့မှာလွှတ်တော်ကအတည်ပြုတာ3ခုရှိတယ်1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပြီးတော့လွတ်လပ်ရေးကြေညာစာတမ်းပြီးတော့နိုင်ငံတော်သချင်း3ခုအဲ့ဒီမှာလွတ်လပ်ရေးကြေညာစာတမ်းမှာစာပိုက်နံပါတ်5မှာပါပါတယ်မြန်မာနိုင်ငံဟာဗမာနိုင်ငံလို့ရေးတယ်ဗမာနိုင်ငံဟာလူတဦးတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးတဲ့ဒုတိယဆက်ရေးတယ်တစ်ဆက်တည်းပဲဒီတိုင်းပဲမြန်မာနိုင်ငံဟာလူတစုတစ်ဖွဲ့ပိုင်တဲ့နိုင်ငံမဟုတ်ဘူးတဲ့တတိယစလုံးကြမှာမြန်မာနိုင်ငံဟာမြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံးပိုင်တဲ့အမွေအနှစ်သာဖြစ်တယ်ဆိုပြီးတော့သူတို့ရေးထားပါတယ်အဲ့တော့ဗမာနိုင်ငံဟာလူတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးလူတစုပိုင်တဲ့နိုင်ငံလည်းမဟုတ်ဘူးဗမာနိုင်ငံသားအားလုံးပိုင်တဲ့နိုင်ငံဖြစ်တယ်လို့ကျွန်တော်တို့ဗမာနိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာတမ်းမှာအင်္ဂလိပ်အစိုးရရှိကလွတ်လပ်ရေးယူစဉ်အခါကရေးဆွဲခဲ့တဲ့လွတ်လပ်ရေးကြေညာစာတမ်းမှာဒီတိုင်းရေးထားတယ်ပြီးတော့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်3မှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှာပဲတည်တယ်တဲ့တနည်းအားဖြင့်နိုင်ငံတော်အာဏာရဲ့ပင်ရင်းပိုင်ရှင်ဟာနိုင်ငံသားတွေဖြစ်တယ်လို့တိတိကျကျရေးထားတယ်အဲ့ဒါပုံမှန်3ပုံမှန်4မှာပဲလို့ရေးထားသလိုဥပဒေပြုအဖွဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့တရားရေးအဖွဲ့တို့ဟာနိုင်ငံသားတွေပိုင်တဲ့နိုင်ငံတော်အာဏာကိုနိုင်ငံသားတွေကိုယ်စားခံယူကျင့်သုံးတဲ့သူတွေသာဖြစ်တယ်သူတို့မပိုင်ဘူးပိုင်တာကျွန်တော်တို့ပိုင်တယ်သူတို့ကကျွန်တော်တို့ကိုယ်စားသုံးဆွဲသူသာဖြစ်တယ်အဲ့ဒါလို့ရှင်းရှင်းလင်းလင်းရေးခဲ့တယ်ပြောချင်တာကဒီမိုကရေစီနိုင်ငံမှာနိုင်ငံတော်အာဏာကိုကျွန်တော်တို့ပိုင်တယ်ပြည်သူတွေပိုင်တယ်ပြည်သူကြိုက်တဲ့လူပဲတိုင်းပြည်ကိုအုပ်ချုပ်ရမယ်ပြည်သူမကြိုက်ရင်အချိန်မရွေးသူ့ကိုဖြုတ်ချခွင့်ရှိတယ်ပြည်သူကြိုက်မှသူတို့အုပ်ချုပ်ခွင့်ရမယ်ဘာကြောင့်လို့ဆိုတော့နိုင်ငံတော်အာဏာကိုပြည်သူပိုင်လို့ဒီအာဏာကိုပြည်သူရွေးတဲ့လူပဲသုံးဆွဲရမယ်ဆိုတဲ့သဘောတရားအပေါ်အခြေခံထားတယ်အဲ့တော့ဒီလိုနဲ့ကျွန်တော်တို့ဗမာနိုင်ငံကိုတည်ဆောက်ခဲ့တယ်အဲ့ဒါတတိယမြန်မာနိုင်ငံတော်အဲ့လိုတည်ဆောက်ခဲ့တယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ကပြင်စမမြန်မာနိုင်ငံတော်ကိုသွားဖို့ဘသူကစ change လုပ်တယ်လဲဆိုတော့အဲ့ဒီနိုင်ငံတော်အာဏာကိုနှစ်ပေါင်း90ယူထားတဲ့တပ်မတော်ကပဲ change တစ်ခုလုပ်မယ်ဆိုပြီးသူတို့ရွှေ့တဲ့အရွှေ့ပဲဘာနဲ့ရွှေ့တယ်လဲဆိုတော့2008ဖွဲ့စည်းပုံနဲ့ရွှေ့တယ်2008ဖွဲ့စည်းပုံဟာနိုင်ငံတော်အာဏာကိုနှစ်ပေါင်း90သိမ်းပြီးအုပ်ချုပ်ထားတဲ့တပ်မတော်ကအပြောင်းအလဲတစ်ခုလုပ်ဖို့ဖန်တီးထားတဲ့အစီအမံတစ်ခုဖြစ်ပါတယ်အဲ့တော့ကောင်းပြီအာဏာသိမ်းတပ်မတော်ကတည်ထောင်ခြင်းနဲ့ပြင်စမမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်မျိုးလဲခင်ဗျားတို့ကျွန်တော်တို့လိုချင်တဲ့တိဆောက်ခြင်းနဲ့ပြည်တော်စုပြင်စမမြန်မာနိုင်ငံဟာဘယ်လိုနိုင်ငံမျိုးဖြစ်ချင်တယ်လဲအဲ့ဒါအခုကျွန်တော်ဒါနောက်ဆုံးဆွေးနွေးမယ်အကြောင်းအရာပဲပြီးရင်ကျွန်တော်တို့ panel talk မှာဆွေးနွေးနိုင်ပါတယ်
2008ဖွဲ့စည်းပုံအခြေခံဥပဒေကညွှန်ပြတဲ့သူတို့သွားမဲ့ပြန်စပမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်လဲခင်ဗျားတို့စဉ်းစားရမယ့်အချက်ကတစ်ချက်တည်းပဲနိုင်ငံတော်အာဏာကိုဘယ်နှမ်းမှာထားမှာလဲဘယ်သူစီမှာထားမှာလဲဒါအဓိကချက်ပဲအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်လိုက်လို့ရှိရင်အခြေခံမူတွေကိုဖတ်လိုက်လို့ရှိရင်နော်ပုံမှန်တွေနဲ့ကျွန်တော်ရှေ့မှာဆိုလို့ခြုံပြောပါမယ်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာကိုပြည်ထောင်စုလွှတ်တော်ကိုအနှင်းတယ်လို့ရေးထားပါတယ်ပုံမှန်7ပေါ့ဗျာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာသမ္မတကိုအပ်တယ်လို့ရေးထားပါတယ်တရားစီရင်အာဏာကတော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုအပ်တယ်လို့ရေးထားပါတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့အခန်း1အခြေခံမူမှာပါပါတယ်အဲ့တော့ကြည့်လိုက်လို့ရှိရင်နိုင်ငံတော်အာဏာကိုပြည်သူလူထုကိုအထားတယောင်ယောင်ရေးပါတယ်အဲ့ဒီမှာရှင်းရှင်းလင်းလင်းရေးတဲ့ပုံမှန်လေးတစ်ခုရှိတယ်ပုံမှန်4မှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှသက်ဆင်း၍နိုင်ငံတော်၌တည်သည်တဲ့နိုင်ငံသားများထံမှသက်ဆင်း၍နိုင်ငံတော်၌တည်သည်ဒါသူရေးထားတဲ့အတိုင်းပဲဟိုရှေ့မှာဗိုလ်ချုပ်ရေးခဲ့တဲ့ဖွဲ့စည်းပုံကနိုင်ငံသားတွေပိုင်နေလို့ရေးတယ်အဲ့ဒီဥပဒေပြုအဖွဲ့ဆိုတာနိုင်ငံသားတွေကိုစားအလုပ်လုပ်နေတဲ့အဖွဲ့သူတို့မပိုင်ဘူးဆိုတာရှင်းအောင်ရေးတယ်ပုံမှန်3နဲ့4မှာအခုဒီမှာကျတော့နိုင်ငံသားများထံမှဆင်းလာတယ်နိုင်ငံတော်မှာတည်တယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ရှင်းရှင်းလင်းလင်းမရေးဘူးကျွန်တော်တို့ရှီကဆင်းလာတယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ပြောမယ်ဆိုလေပြောလို့ရတယ်လေကျွန်တော်တို့ရှီကဆင်းသွားတာကိုအဲ့တော့ကျွန်တော်တို့ပိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ရှီကဆင်းသွားပြီလေမရှိတော့ဘူးလေအဲ့တော့ तू ကပြောမယ်ဟာခင်ဗျားတို့ရှီကဆင်းခဲ့ပြီကျုပ်တို့ရှီရောက်နေပြီဆိုရင်နိုင်ငံတော်အာဏာကအဲ့ဒီလိုလေးမရှင်းမလင်းရေးထားတယ်ဒါကမရှင်းမလင်းရေးတာတော်သေးတယ်သူ့ဘက်ကိုပဲပြောလို့ရသေးတယ်လေဟေ့တို့ရှီကဆင်းတာမဟုတ်လို့တို့ပိုင်နေလို့ပြောလို့ရသေးတယ်ဟာမဟုတ်ဘူးဗျခင်ဗျားတို့ရှီကဆင်းလာတာကျုပ်တို့ရှီရောက်သွားပြီဒါဟိုဘက်ဒီဘက်ပြောနိုင်တယ်ဒါပေမဲ့ပြောမရတဲ့ညင်းမရတဲ့ပုံမှန်တွေကရှိပြန်ရောဟုတ်ပြီကဲကြည့်အောင်ဒါဆိုရင်လဲနိုင်ငံတော်အာဏာအပိုင်းပိုင်း3ပိုင်းတွေ့မယ်1ဥပဒေပြုအာဏာစောစောကပြောတဲ့ပုံမှန်7နှစ်ပြည်ထောင်စုလွှတ်တော်မှာတည်တယ်တဲ့တေချာနောက်ဖတ်ကြည့်တယ်ပြည်ထောင်စုလွှတ်တော်ကိုဘယ်လိုဖွဲ့ရမလဲပြည်ထောင်စုလွှတ်တော်ကိုဖွဲ့တော့အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်2ရပ်ပေါင်းလိုက်တာပေါ့ဗျာအဲ့တော့အမျိုးသားလွှတ်တော်ကိုလူ440နဲ့ဖွဲ့မယ်တဲ့330ကိုခင်ဗျားတို့ပြည်သူတွေရွေးတဲ့130ကတော့ကျုပ်ကကာကွယ်ရေးဦးချုပ်ကခန့်မယ်ဆိုတော့440မှာ330ကလူထုကရွေးမယ်130ကလူတစ်ယောက်ကခန့်မယ်ကာကွယ်ရေးဦးစီးချုပ်ကခန့်မယ်အမျိုးသားလွှတ်တော်156ယောက်ခင်ဗျားတို့ပြည်သူလူထုကရွေးကျွန်တော်တို့က56ယောက်ခန့်မယ်လေးပုံတစ်ပုံပေါ့နော်ကာကွယ်ဦးချုပ်ကခန့်မယ်ဆိုတော့လွှတ်တော်200ပေါင်းတော့664ယောက်ရှိတယ်498ယောက်ကကျွန်တော်တို့အရသားတွေရွေးထားတဲ့အမတ်166ကတော့ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူပုဂ္ဂိုလ်တဦးကခန့်ထားတဲ့တမတော်သားကိုယ်စားလှယ်တွေလေးပုံတစ်ပုံပေါ့အဲ့ဒီတော့နိုင်ငံတော်အာဏာကိုလွှတ်တော်ကပိုင်တယ်လွှတ်တော်မှာထိုင်မဲ့အမတ်ရဲ့4ပုံတစ်ပုံကို4ပုံ3ပုံကိုလူထုကရွေး4ပုံတစ်ပုံကိုလူတစ်ယောက်ကခန့်ထားတယ်အဲ့တော့ဒီလွှတ်တော်ရဲ့4ပုံတစ်ပုံသောအာဏာတနည်းအားဖြင့်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာရဲ့4ပုံတစ်ပုံကဘယ်သူလက်ထဲရောက်နေသလဲဆိုတော့ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူတစ်ယောက်ရဲ့လက်ထဲရောက်နေတယ်ရှင်းရှင်းလေးပုံမှန်109 141 161အဲ့ဒီ3ခုမှာဖတ်အဲ့ဒီအတိုင်းပဲအတိအကျနိုင်ငံတော်အာဏာရဲ့4ပုံတစ်ပုံကိုကာကွယ်ရေးဦးစီးချုပ်လို့ခေါ်တဲ့တပ်မတော်အကြီးအကဲတယောက်တည်းကိုအပ်ထားတယ်စဉ်းစားကြည့်ကျွန်တော်တို့မှာလူတန်း60ရှိတယ်ဒါအကြံပြောတာတကယ်တော့ကျော်တယ်65သန်းလောက်ရှိတယ်လွှတ်တော်မှာလူ664ယောက်ရှိတယ်အမတ်ကအရသား498ယောက်900ထားလိုက်တန်း60ကို900နဲ့စားရင်3သိန်းထွက်တယ်3သိန်းနဲ့2000ထွက်တယ်ကျွန်တော်တို့အရသား3သိန်း2000ရှိမှအမတ်တယောက်ရတယ်တပ်မတော်သား9သိန်းရှိတယ်အမတ်က166ယောက်ရှိတယ်စကြည့်လိုက်3000နဲ့200တယောက်ထွက်တယ်ကျွန်တော်တို့အရသား3သိန်း2000မှာအမတ်တယောက်ရတဲ့အချိန်မှာသူတို့ကလူ3000ကိုအမတ်တယောက်နှုန်းနဲ့လွှတ်တော်ကြီးကိုစီးထားတယ်အဲ့တော့နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာ4ပုံတစ်ပုံကိုကာကွယ်ဦးချုပ်ကိုပေးထားတယ်ကျွန်တော်တို့ကို4ပုံ3ပုံပဲပေးတယ်4ပုံ3ပုံကြီးတောင်ရလို့ပြောမနေနဲ့ဘာအလုပ်မှလုပ်လို့မရဘူးကျွန်တော်နောက်ဆက်ပြောမယ်ဟုတ်ပြီအုပ်ချုပ်ရေးအာဏာ
ဥပမာ16မှာရေးထားတယ်နိုင်ငံတော်သမ္မတသည်တဲ့နိုင်ငံတော်ဤအကြီးအကဲလည်းဖြစ်သည်အစိုးရအဖွဲ့ရဲ့အကြီးအကဲလည်းဖြစ်တယ်ဒီလိုရေးထားတယ်ဥပမာ58မှာလည်းဒီတိုင်းပဲနိုင်ငံတော်သမ္မတဟာနိုင်ငံတော်ရဲ့အကြီးအကဲဖြစ်သည်လို့ရေးတယ်နောက်109မှာ 199မှာထပ်ရေးထားတယ်အစိုးရအဖွဲ့ရဲ့အကြီးအကဲဟာသမ္မတဖြစ်တယ်လို့ရေးထားတယ်အဲ့တော့တိုင်းပြည်ကိုအုပ်ချုပ်မှာအစိုးရဖွဲ့အဲ့ဒီအစိုးရအဖွဲ့ရဲ့အကြီးအကဲကသမ္မတအဲ့ဒီသမ္မတကိုနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာကိုအပ်တယ်လို့သူကရေးထားတယ်ဆိုတော့သမ္မတကိုကတော့ကျွန်တော်တို့ကဒါပြည်သူလူထုကတိုက်ရိုက်ရွေးတာတော့မဟုတ်ဘူးတိုးတော်လည်းပဲတွယ်ဝိုက်တော်နည်းနဲ့တော့သမ္မတကိုပြည်သူရွေးတယ်လို့ပြောလို့ရပါတယ်အဲ့တော့ပြည်သူလူထုရွေးတဲ့သမ္မတမှာတကယ်နိုင်ငံတော်အာဏာရှိတယ်ဆိုအဲ့ဒါပြည်သူမှာရှိတာ ਨੇ အတူတူပါပဲပြည်သူရွေးတဲ့လွှတ်တော်မှာဥပဒေပြုအာဏာရှိရင်အဲ့ဒါပြည်သူမှာအာဏာရှိတာ ਨੇ အတူတူပဲဒီလွှတ်တော်ကခဏပဲကိုရွေးထားတာမကြိုက်ရင်ကိုဖြုတ်လိုက်လို့ရတယ်နောက်လူကတင်လို့ရတယ်သမ္မတလည်းထိုနည်းပဲကိုရွေးထားတာပဲမကြိုက်ကိုဖြုတ်လို့ရတယ်နောက်တစ်ခါနောက်တစ်ယောက်ရွေးမှာပေါ့သဘောကသမ္မတမှာအာဏာရှိရင်ပြည်သူမှာအာဏာရှိတယ်လို့အဓိပ္ပာယ်ထွက်ပါတယ်လွှတ်တော်မှာအာဏာရှိရင်ဒါလည်းပြည်သူမှာအာဏာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒါလို့ဆိုရင်ကျွန်တော်တို့သမ္မတမှာတကယ်အာဏာရှိလားကြည့်အောင်စဉ်းစားပုံစဉ်းစားနည်းလေးတွေရှိတယ်ပုံမှန်တွေဖတ်ပြီးစဉ်းစားရင်လည်းရတယ်ဥပမာပုံမှန်တစ်ခု232ပေါ့ဗျာဝင်ကြီးတွေကိုခန့်နိုင်တဲ့အာဏာအဲ့တော့နိုင်ငံတော်သမ္မတဟာတကယ်တိုင်းပြည်ရဲ့အကြီးအကဲအစိုးရအဖွဲ့ရဲ့အကြီးအကဲမှန်ရင်ပြက်လက်အောက်မှာအလုပ်လုပ်မဲ့ဝင်ကြီးတွေကိုဘယ်သူခန့်မလဲသူပဲခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးအကုန်ခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးဌာနတွေအရေးပါတဲ့ခုနဆရာပြောတဲ့ထဲပါတယ်ကာကွယ်ရေးပြည်ထောင်ရေးနဲ့နေဆက်ရေးရအဲ့ဒီအဖွဲ့အားလုံးကလက်နက်ကင်တဲ့အဖွဲ့ကြီးပဲအဲ့ဒီဝင်ကြီး3ဌာနရဲ့ဝင်ကြီးရောဒုတိယဝင်ကြီးရောသမ္မတခန့်လို့မရဘူးကာကွယ်ရေးဦးချုပ်ကခန့်မယ်အဲ့ဒီလိုကာကွယ်ရေးဦးချုပ်ကခန့်တာကိုလွတ်တော်လည်းညှင်းပယ်ခွင့်မရှိဘူးအဲ့ဒီလိုခန့်ထားတဲ့ဝင်ကြီးဒုဝင်ကြီးတွေကိုသမ္မတမှာဖြုတ်နိုင်တဲ့အာဏာလည်းမရှိဘူးအဲ့ဒီအတိုင်းရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားရေးထားတယ်အဲ့ဒီတော့ကျွန်တော်တို့သမ္မတကြီးတွေနိုင်ငံအတွက်အမတန်အရေးကြီးတဲ့ဝင်ကြီး3ပါးကာကွယ်ရေးဝန်ကြီးပြည်ထောင်ရေးဝန်ကြီးနေဆက်ရေးဝန်ကြီးအဲ့ဒီဌာနများရဲ့ဒုတိယဝန်ကြီးများခန့်အပ်ခွင့်မရှိဘူးအဲ့ဒီအာဏာကာကွယ်ရေးဦးစီးချုပ်ကိုလုံးဝအုပ်တုံအပြတ်ပေးထားတယ်ခင်ဗျားတို့စဉ်းစားလို့ရအောင်ပြောတာပါဆရာပြောတဲ့ထဲမှာပါတယ်ကားလုံး7ယောက်နဲ့ဖွဲ့တယ်သမ္မတဥက္ကဋ္ဌခန့်ထားတယ်အဲ့ဒီ7ယောက်ထဲမှာသမ္မတကိုမဲပေးမဲ့လူက2ယောက်ပဲရှိတယ်ဥညံထွန်းအယတ္တာဒုသမ္မတနဲ့နိုင်ငံရေးဝန်ကြီးဦးဝဏ္ဏမောင်လဲ2ယောက်ပဲရှိတယ်သမ္မတနောက်မှာ2မဲသမ္မတနဲ့ပေါင်းမှ3မဲပဲရှိတယ်နောက်2ယောက်ကလွတ်တော်ဥက္ကဋ္ဌ2ယောက်ဘယ်သူမဲပေးမလဲမသိဘူးသမ္မတပဲပေးပဲထားကြပါစို့နောက်ထပ်6ယောက်ရှိသေးတယ်ကာကွယ်ရေးဝန်ကြီးသူတပည့်သူလက်အောက်ကဝန်ထမ်းဒုတိယကာကွယ်ရေးဝန်ကြီးပြီးတော့သူတပည့်သူခန့်ထားတဲ့ကာကွယ်ရေးဝန်ကြီးခုနဒုတိယကာကွယ်ရေးဦးစီးချုပ် sorry ပြောတာပါကာကွယ်ရေးဦးစီးချုပ်ဒုကာကွယ်ရေးဦးစီးချုပ်သူတပည့်နောက်ဒုတိယ sorry ကာကွယ်ရေးဝန်ကြီးသူခန့်ထားတယ်သူတပည့်ပြည်ထောင်ရေးဝန်ကြီးသူခန့်ထားတယ်သူတပည့်နေဆက်ရေးဝန်ကြီးသူခန့်ထားတယ်သူတပည့်နောက်တမတော်သားဒုတိယသမ္မတသူခန့်ထားတယ်သူတပည့်ကာကွယ်ရေးဦးစီးချုပ်နဲ့သူ့ရဲ့တပည့်9ယောက်ကကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာပါနေတယ်7မဲမှာသူက6မဲအဲ့တော့ကာကွယ်ရေးဦးစီးချုပ်ကအမိန့်အောက်မှာအလုပ်လုပ်ရတဲ့9ယောက်ကသူ့ကိုမလွဲမသွေထောက်ခံရမယ်ဘာမှဆရာပြောတဲ့ထဲမဲခွဲစရာမလိုဘူးကာကွယ်ရေးဦးစီးချုပ်ပြောတဲ့အတိုင်းပဲဖြစ်မယ်ဟုတ်သူ့ကိုထောက်ခံမယ်လို့9ယောက်ရှိတယ်သမ္မတပြောသမ္မတထောက်ခံမယ်လို့2ယောက်ပဲရှိတယ်ဆိုတော့တကယ်အုပ်ချုပ်ရေးအာဏာကိုအမြင့်ဆုံးထိန်းချုပ်ထားတဲ့ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာတကယ်တော့ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်ထဲမှာရှိတယ်ဒီတဲ့ထူးဆန်းတာရှိသေးတယ်ကျွန်တော်ဆရာ OPG ကတခါမေးတယ်အဲ့လိုပဲတရားပွဲတစ်ပွဲဟောနေတယ်ဆရာ OPG ကဆရာတစ်ခုလောက်မေးပြရသေးတယ်ဆရာဗာများလဲဆရာစာရေးဆရာကြီးတယောက်ကမေးမယ်ဆိုလန့်တော့လန့်သွားတယ်ကာကွယ်ရေးဦးချုပ်ကိုဘယ်သူကခန့်တယ်လဲတဲ့သိကောင်းတဲ့မေးကောဟာဆရာရဲ့လို့ကျွန်တော်ဟောတဲ့ထဲပါမသွားလို့သူကအဲ့ဒါကိုသိချင်လို့ပြိတ္တကိုလည်းသိစေချင်လို့တော်တော်များများဝင်ကြီးတွေကိုသမရခန့်ပါတယ်ဟောနာက3ယောက်တော့အရေးကြီးတဲ့3ယောက်တော့ကာကွယ်ရေးဦးချုပ်ကခန့်သမရကတရားသူကြီးချုပ်လည်းသူခန့်တယ်တရားသူကြီးတွေလည်းသူခန့်တယ်စင်းစစ်ချုပ်သူခန့်တယ်
ရှင်းနေကြသူခန့်အများကြီးပဲသမရခန့်နိုင်တဲ့အာဏာဒါပေမဲ့အဲ့ကျွန်တော်တို့သမရကြီးကကာကွယ်ရေးဦးစီးချုပ်ကိုမခန့်နိုင်ဘူးတိတ်အောင်ဖို့ကောင်းတယ်ပုံမှန်342မှာပါတယ်ကာကွယ်ရေးဦးစီးချုပ်ကိုကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဤထောက်ခံချက်ဖြင့်သမရကခန့်ရမည်တဲ့သမရကခန့်ရမယ်ဆိုရင်စာလေးကလှလိုက်တာသမရခန့်နိုင်တယ်လို့ထင်တာမဟုတ်ဘူးသမရကအမိန့်ထုတ်ပေးရမှာဘယ်သူခိုင်းတဲ့အတိုင်းတော့ကာလုံကခိုင်းတဲ့အတိုင်းကာလုံရဲ့အာဏာဘယ်သူလက်ထက်မှာတော့ကာကွယ်ရေးဦးစီးချုပ်လက်ထက်မှာဒါလို့ဆိုကာကွယ်ရေးဦးစီးချုပ်ကိုဘယ်သူခန့်မှာတော့အဲ့ဒါစာအုပ်ထဲမှာပါတဲ့အတိုင်းပဲအဲ့ဒါစာအုပ်ထဲကစာပဲနောက်တစ်ခုခင်ဗျားတို့စဉ်းစားကြည့်ဗမာနိုင်ငံရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအုပ်ချုပ်ရေးဌာနအကြီးအကဲသည်သမရနိုင်ငံတော်အကြီးအကဲသည်သမရစာအုပ်ထဲပါတဲ့စာဟုတ်မဟုတ်စဉ်းစားကြည့်အောင်ဗမာနိုင်ငံတနိုင်ငံလုံးကိုဘယ်သူအုပ်ချုပ်နေသလဲကျွန်တော်မေးခွန်းလေးမေးထားတယ်နော်လက်တွေ့ခင်ဗျားတို့လည်းသိတယ်မြင်တယ်အုပ်ချုပ်ရေးမှာအနိုင်ဆုံးယာတို့ကရက်ွက်အုပ်ချုပ်ရေးမှုနော်ရက်ွက်အုပ်ချုပ်ရေးမှုသူ့အထက်မှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတာရှိတယ်ဖွဲ့ကြီးမြို့နယ်အုပ်ချုပ်ရေးမှုကအုပ်ချုပ်တယ်သူ့အထက်မှာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအင်္ဂလိပ်လို GA လို့ခေါ်တယ် General Administration လို့ခေါ်ပါတယ် GA ဆိုတဲ့ department ကြီးရှိတယ်သူ့အထက်မှာတိုင်းထွေအုပ်ရှိတယ်အဲ့ဒီမှာပြည်တော်စုအဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတာရှိတယ်သူ့အထက်ကိုတက်တဲ့အခါကျတော့ပြည်ထောင်ရေးဝန်ကြီးဆိုတာရှိတယ်အဲ့ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတိုင်းပြည်ကိုအုပ်ချုပ်နေတယ်လက်တွေ့အဲ့ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အုပ်ချုပ်မှုကိုဘယ်သူကပံ့ပိုးထောက်ကူမှုပေးတယ်လဲဆိုတော့ရဲတပ်ဖွဲ့ကပေးတယ်ရဲအမိန့်မနာခံတဲ့ကောင်နဲ့အကုန်ဖမ်းမယ်ချုပ်ထဲထည့်မယ်တရားစွဲမယ်ထောင်ချမယ်လက်နဲ့ကင်ထားတဲ့ enforcement power ရှိတဲ့ရဲက GA နဲ့တွဲပြီးတော့သူအလုပ်လုပ်တယ်အဲ့တော့မြို့နယ်ရဲတပ်ဖွဲ့ရှိတယ်ခရိုင်ရဲတပ်ဖွဲ့ရှိတယ်တိုင်းရဲတပ်ဖွဲ့ရှိတယ်ရဲချုပ်နဲ့နောက်ဆုံးသူ့အပေါ်တက်တော့ပြည်ထောင်ရေးဝန်ကြီးစီကိုရောက်သွားတယ်ဒီကနေ့လက်တွေ့ဗမာနိုင်ငံတနိုင်ငံလုံးချင်းကချင်ကရင်ကရမွန်ရှာအလုံးကိုအုပ်ချုပ်နေတာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ပြည်သူ့ရဲတပ်ဖွဲ့ကလက်တွေ့အုပ်ချုပ်နေတယ်သူတို့နှစ်ယောက်ရဲ့အထက်မှာပြည်ထောင်ရေးဝန်ကြီးရှိတယ်ပြည်ထောင်ရေးဝန်ကြီးကိုဘယ်သူကခန့်ထားလဲကာကွယ်ရေးဦးစီးချုပ်ကခန့်ထားတယ်အဲ့တော့တိုင်းပြည်ရဲ့တကယ်အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်နေတဲ့ပြည်ထောင်ရေးဝန်ကြီးသည်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကိုနာခံမှာလားသမရရဲ့အမိန့်ကိုနာခံမှာလားသမရအလိုချအုပ်ချုပ်မှာလားကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်အတိုင်းအုပ်ချုပ်မှာလားဒါမေးခွန်းမဲ့ကျွန်တော်မဖြေဘူးစဉ်းစားလို့ရအောင်ကျွန်တော်ပေးနေတာတိုင်းပြည်ကိုဘယ်သူတကယ်အုပ်ချုပ်နေတာလဲဆိုတာကိုမြင်သာအောင်ပြောပြတာစောက်ထဲရေးထားတာကသမရကအုပ်ချုပ်ရေးအကြီးအကဲသမရကိုခင်ဗျားတို့ကျွန်တော်တို့ကရွေးထားတာအဲ့ဒါကြောင့်ဒီကနေ့ဗမာပြည်ကိုခင်ဗျားတို့ကျွန်တော်တို့ရွေးတဲ့သမရကြီးဦးသိန်းစိန်အုပ်ချုပ်နေတယ်လို့ထင်ရအောင်ရေးထားပေမဲ့တကယ်အနှစ်သာရကိုသေသေးချာချာကြည့်ရင်တိုင်းပြည်အုပ်ချုပ်ရေးကသမရရဲ့အောက်မှာရှိတယ်လို့အတိအကျမပြောနိုင်ဘူးစဉ်းစားစရာတွေမြင်ပါတယ်နော်စဉ်းသက်လာပုံလေးကိုကြည့်လိုက်တကယ်အုပ်ချုပ်နေတာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ရဲသူတို့ဟာဘယ်ဌာနအောက်မှာရှိသလဲပြည်ထောင်ရေးဝန်ကြီးဌာနလက်အောက်မှာပြည်ထောင်ရေးဝန်ကြီးကိုဘယ်သူကခန့်တယ်လို့ကာကွယ်ရေးဦးစီးချုပ်ကခန့်တယ်သမရဖြုတ်လို့ကိုမရဘူးဆိုတော့တကယ်နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာဟာသမရလက်ထဲမှာလားကာကွယ်ရေးဦးစီးချုပ်လက်ထဲမှာလားစဉ်းစားစရာရှိပါတယ်အဲ့ဒီတော့နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာကိုလည်းစောစောကကျွန်တော်ပြောတဲ့ဥပဒေပုံမှန်တွေနဲ့ဘယ်သူ့ကိုပေးထားသလဲကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတယ်ဟုတ်ပြီနောက်ဆုံးတရားရေးအာဏာရှိတယ်တရားရေးအာဏာအကြောင်းပြောရရင်အစဉ်အဆက်ကျွန်တော်တို့စရုပ်ထမြန်မာနိုင်ငံတော်ကပဲစပြောတော့မယ်တတိယမြန်မာနိုင်ငံတော်ကပြောလို့ရတယ်ဘိုးချုပ်အောင်ဆန်းရေးခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းတရားရေးအာဏာကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုအပြည့်အဝအနှင်းတယ်ဘသူကိုမှခွဲမပေးဘူးဒီဘက်အာဏာသိမ်းပြီးတဲ့နောက်ဥနေဝင်းအုပ်ချုပ်တဲ့ခေတ်လဲထုံးနည်း၎င်းပဲဥနေဝင်းမယူဘူးတရားရေးအာဏာကိုကျန်တာအလုံးတူထားတဲ့တရားရေးအာဏာကိုတရားသူကြီးကသူအပေါ်ကပါဝါပေး pressure ပေးတင်ပေးမယ်တရားရေးအာဏာကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုပဲတရားရုံးချုပ်ကိုပဲအပ်တယ်အမြင့်ဆုံးတရားရုံးကိုအပ်တယ်ပေါ့နောက်မဆလာခေတ်ရောက်တော့လည်းပဲဘ ဟိုတရားရုံးလို့ခေါ်တဲ့တရားရုံးကိုပဲအပ်ထားတယ်
တော့ဒီဘက်ဗိုလ်တန်းရွှေခစ်လည်းပဲတရားရုံးချုပ်ကိုပဲအပ်ထားတယ်ဘယ်တော့မှစစ်တပ်ကတရားရေးအာဏာကိုမယူဘူးအခု2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတိတ်အံ့ဩဖို့ကောင်းတယ်ပုံမှန်343မှာစစ်ဖက်တရားစီရင်ရေးနဲ့ပတ်သက်ရင်ကာကွယ်ရေးဦးစီးချုပ်ရဲ့အဆုံးဖြတ်သည့်အပြီးအပြတ်ဖြစ်သည်တဲ့အဓိပ္ပာယ်ကကာကွယ်ရေးဦးစီးချုပ်သည်စစ်ဖက်တရားရေးရဲ့တရားသူကြီးချုပ်ဆိုလိုတာကစစ်သားအလုံးဟာကာကွယ်ရေးဦးစီးချုပ်ကအမိန့်အောက်မှာဘယ်လိုမှလှုပ်လို့မရအောင်ထည့်ပေးလိုက်တယ်တကယ်ကိုအာဏာရှင်အစစ်အမှန်ကိုထောင်ပေးလိုက်တယ်တရားအုပ်ချုပ်ရေးကိုလည်းကာကွယ်ရေးဦးစီးချုပ်လုပ်စစ်တပ်ရဲ့အုပ်ချုပ်ရေးကိုလည်းကာကွယ်ရေးဦးစီးချုပ်လုပ်တရားရေးကိုလည်းခမည်းပဲတရားစီရင်ခမည်းပဲအုပ်ချုပ်ခမည်းပဲတရားစီရင်ဆိုတဲ့ကဘယ်လို့မှတရားမျှတတဲ့တရားစီရင်လည်းမဖြစ်နိုင်ဘူးဒါမျိုးကဘာပေါ်မှာလည်းမရှိဘူးအဲ့ဒီတော့အဲ့ဒီလိုမျိုးတရားရေးအာဏာကိုလည်းကာကွယ်ရေးဦးစီးချုပ်ကိုပေးလိုက်တယ်အဲ့တော့နိုင်ငံတော်အာဏာ၃ခုရှိတယ်၃ခုစလုံးကိုအဲ့ဒီလိုတစ်မျိုးမဟုတ်တစ်မျိုးပုံစံအမျိုးမျိုးနဲ့ကာကွယ်ရေးဦးစီးချုပ်ကိုအပ်ထားတာဟာအဲ့ဒါပြီးခဲ့တဲ့စတုတ္ထမြန်မာနိုင်ငံတော်ကိုအုပ်စိုးခဲ့တဲ့တပ်မတော်ကရှစ်ဆက်တိဆောက်မဲ့ပြင်ဆမမြန်မာနိုင်ငံတော်ကိုချထားတဲ့သူ့ရဲ့ foundation ပဲအဲ့ဒီ foundation အတိုင်းသွားရင်ဆရာဖေပြောသွားပြီဘယ်တော့မှကျွန်တော်တို့ဒီမိုကရေစီနိုင်ငံကိုမရောက်နိုင်ဘူးဒီမိုကရေစီနိုင်ငံတစ်ခုရဲ့စံချိန်ကလွယ်လွယ်လေးရဲ့တစ်ခုတည်းပဲနိုင်ငံတော်အာဏာဘယ်မှာရှိသလဲဆိုတော့ပဲကြည့်လိုက်ဒါပဓာတိုင်းပဲနိုင်ငံတော်အာဏာပြည်သူလက်ထက်မှာရှိရင်အဲ့ဒါဒီမိုကရေစီနိုင်ငံအမှန်ပဲတကယ်လို့နိုင်ငံတော်အာဏာဟာပြည်သူလူထုလက်ထက်မှာမရှိပဲတစုံတစ်ယောက်တစုတစ်ဖွဲ့လက်ထဲရောက်နေရင်အဲ့ဒါဒီမိုကရေစီနိုင်ငံမဟုတ်တော့ဘူးအဲ့ဒီတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ထောင်မဲ့အနာဂတ်မြန်မာနိုင်ငံတော်ဟာဘယ်လိုနည်းနဲ့မှဒီမိုကရေစီနိုင်ငံတော်မဖြစ်နိုင်ဘူးဘာကြောင့်လဲစောစောကကျွန်တော်ထောက်ပြခဲ့တဲ့ပုံမှန်တွေအရနိုင်ငံတော်အာဏာကိုလူထုကိုပေးအပ်ရမယ်အစားလူတဦးတယောက်တည်းကိုအလွန်အကျွံပေးအပ်ထားတဲ့အတွက်ဘယ်တော့မှဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံတည်ဆောက်လို့မရဘူးဒါလို့ဆိုရင်ကျွန်တော်တို့ခင်ဗျားတို့ဘာလုပ်ကြမလဲတချို့ကပြောတယ်ဒေါအောင်ဆန်းစုကြည်သူလုံမှာပေါ့သူ့ကိုပြည်သူလူထုကအရန်ထောက်ခံတယ်နိုင်ငံခြားအစိုးရတွေကလည်းသူ့ကိုပံ့ပိုးတယ်မှတ်ပါတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ငံတော်ကိုတိဆောက်တဲ့ကိစ္စကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးစနစ်တစ်ခုကိုဖန်တီးတဲ့ကိစ္စဟာဘယ်တော့မှတော့တဦးတယောက်တည်းအပေါ်မှာတာဝန်တင်လို့မရပါဘူးကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲနိုင်ငံသားအားလုံးရဲ့တာဝန်ပဲနိုင်ငံသားအားလုံးဆိုတဲ့နေရာမှာကျွန်တော်ထပ်ပြီးတော့ခွဲခြားပြီးပြောအောင်မယ်ဘာလို့ဆိုကျွန်တော်ဒီမှာစင်ကာပူမှာပြောနေလို့နိုင်ငံတွင်းမှာရှိတဲ့နိုင်ငံသားတွေကိုနိုင်ငံရပ်ခြားရောက်နေတဲ့ဗမာနိုင်ငံသားတွေရောအားလုံးမှာတာဝန်ရှိပါတယ်ကျွန်တော်တို့ဗမာနိုင်ငံထဲကလူတွေအော်ရင်အဲ့ဒါဗမာနိုင်ငံတဲကလူတွေအော်နေတယ်ဆိုတဲ့အတန်ပဲဖြစ်ပါတယ်ကိုစားပြုတာဟာဗမာနိုင်ငံတဲကလူတွေဆိုတဲ့နိုင်ငံတနိုင်ငံကိုပဲကိုစားပြုနေတယ်ခင်ဗျားတို့အော်ပြီဆိုရင်ဟာစင်ကာပူမှာရောက်နေတဲ့ဗမာနိုင်ငံသားတွေကလည်းဒီလိုလိုချင်တယ်ဒီလိုပြောနေတယ်အမေရိကဟာအမေရိကန်ရောက်နေတဲ့ဗမာတွေမလေးရှားရောက်နေတဲ့ဗမာတွေယူရီးယားရောက်နေစသဖြင့်အဲ့ဒီအတန်တွေဟာကိုစားပြုမှုကကွဲသွားတယ်အဓိပ္ပာယ်ကတကဘာလုံးကဘာအရရမှာရောက်နေတဲ့ဗမာတွေကအနာဂတ်ဗမာနိုင်ငံတော်ကိုဘယ်လိုပုံသဏ္ဍာန်လိုချင်နေဆိုတာကိုခင်ဗျားတို့ဘက်ကလည်းအတန်မြည်ပေးဖို့လိုတယ်ဒါကျွန်တော်ကြုံလို့ပြောတာပါအဲ့တော့ကောင်းပြီကျွန်တော်တို့လိုချင်တဲ့အနာဂတ်ဗမာနိုင်ငံတော်ကိုတည်ဆောက်ဖို့ကိုနေဖုံးလက်ကလည်းပြောသွားတယ်စိန်ခေါ်မှုတွေအများကြီးပဲအဲ့တော့ခင်ဗျားတို့ကစိတ်ညစ်မယ်ကျွန်တော်ကထပ်ပြီးတော့ပြောအောင်မယ်စိန်ခေါ်မှုတွေကနောက်ထပ်အများကြီးရှိသေးတယ်ဟုတ်ပြီကျွန်တော်တို့လက်ထက်ကလူယူခံရတဲ့နိုင်ငံတော်အာဏာကိုကျွန်တော်တို့ကိုပြန်မပေးခြင်းဘူးတရားဝင်သူတို့ရသက်ပန်သိမ့်ပိုက်လို့ရအောင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖန်တီးထားတယ်အဲ့ဒါကျွန်တော်တို့ဘယ်လိုပြန်ယူကြမလဲဒေါအောင်ဆန်းစုကြည်လုပ်လိုက်မှာပေါ့လို့တော့မပြောပါနဲ့เนาะကျွန်တော်တို့အားလုံးစဉ်းစားရမယ်မေးခွန်းပဲကျွန်တော်တို့ပိုင်တဲ့အာဏာဓမြတိုက်ခံထားရတယ်အဲ့ဒါထားအောင်ဓမြတိုက်ထားတယ်ပြန်ပေးလို့ပြောလို့ရသေးတယ်အခုတရားဝင်သူတို့ပိုင်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရေးထားတယ်အဲ့ဒါကိုကျွန်တော်တို့ပြန်ရအောင်ယူရလိမ့်မယ်အဲ့ဒါကျွန်တော်တို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုနောက်ဒုတိယတစ်ခုအဲ့ဒီစိန်ခေါ်မှုနဲ့ဆက်ဆက်နေတဲ့နောက်ထပ်စိန်ခေါ်မှုနိုင်ငံတော်အာဏာဘယ်မှာထားမလဲပေါ့နော်ကျွန်တော်တို့ရှီကအာဏာကျွန်တော်တို့ပြန်ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဒါပထမစိန်ခေါ်မှုဒုတိယစိန်ခေါ်မှုတော်တော်လေးခက်ခဲကျွန်တော်တို့လုပ်ရလိမ့်မယ်ကိုနေဖုံးလပြောသွားတဲ့အထက်မှာပါတယ်ကျွန်တော်တို့ပြင်ရမယ့်အချက်ရှင်ဖျားနဲ့ကျွန်တော်တို့
တပည့်တော်နဲ့လည်းအခန်းထဲမှာစောစောကဆွေးနွေးတဲ့အထက်မှာပါပါတယ်ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေနဲ့90အတွင်းမှာကျွန်တော်တို့ဖြည့်ဆည်းခံလိုက်ရတဲ့အတွက်တအိအိနဲ့ယိုယင်းပျက်စီးသွားတဲ့ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေကိုပြန်ပြင်ဖို့အဲ့ဒါသိခက်တယ်ကျွန်တော်တို့တော်တော်ကိုလှုပ်ယူရလိမ့်မယ်စကားပုံလေးတစ်ခုရှိတယ်အမှားကြတော့အမှန်ဖြစ်တယ်ဆိုတော့အမှားတစ်ခုကနဲ့90ကြာလာတဲ့အခါကျတော့ဒါကိုအမှန်ထင်တယ်အမှန်လို့ထင်နေတဲ့လူတွေအများကြီးရှိတယ်တကယ်တော့အဲ့ဒါအမှားပဲအမှန်မဟုတ်ဘူးဒါကြောင့်အမှန်တရားပြန်ထွန်းကားအောင်တကယ်အမှန်တရားကိုလက်ခံပြီးအမှန်တရားကိုထိမ့်သိမ်းစောင့်ရှောက်မဲ့ယဉ်ကျေးမှုပြန်ပြီးတော့ပေါ်ပေါက်လာအောင်ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေကိုဘယ်လိုပြင်ကြမလဲဒါလည်းကျွန်တော်တို့ရင်ဆိုင်ရမယ်စိန်ခေါ်မှုတစ်ခုတစ်ဆက်တည်းငါတို့စင်ကာပူနိုင်ငံဘာဖြစ်လို့ချမ်းသာလဲဘာတရားဇာတမှမရှိဘူးတူးလို့လည်းရေလည်းမထွက်ဘူးကြောက်လည်းမထွက်ဘူးကြောက်ဖို့သဲတောင်မထွက်ဘူးသဲတောင်ကျွန်တော်တို့ရှိရဝယ်သုံးနေရတယ်အဲ့ဒီဘာမှမထွက်တဲ့နိုင်ငံအရန်ချမ်းသာတယ်ဘာကြောင့်ချမ်းသာသလဲအဲ့ဒီလူသားအရင်အမြင့်သူ့နိုင်ငံသားတွေကိုပညာတော်အောင်သူသင်ပေးနိုင်တယ်မူဝါဒရှိတယ်ပေါ့ဗျာအဲ့တော့အဲ့ဒီပညာရေးစနစ်ကောင်းမွန်ခြင်းရဲ့အကျိုးကျေးဇူးနဲ့စင်ကာပူနိုင်ငံတိုးတက်ထွန်းကားနေတယ်အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့နိုင်ငံထွန်းကားခြင်းပညာရေးကိုကျွန်တော်တို့မြင့်တင်ဖို့လိုတယ်နှစ်ပေါင်း90ပျက်စီးယိုယွင်းသွားတဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ပညာရေးစနစ်ကိုခင်ဗျားတို့ကျွန်တော်တို့ဘယ်လိုပြန်တိဆောက်တင်တယ်လဲအဲ့ဒါကျွန်တော်တို့စဉ်းစားရမယ်စိတ်ခေါ်မှုပဲနောက်စရုပ်ထဆင်းရဲချမ်းသာကွာဟမှုဒါဟာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆက်ဆက်နေပါတယ်ကျွန်တော်စောစောကရှင်းပြသွားပြီပါပြီရိုးရရတဲ့နှစ်20စောနေတဲ့ကျွန်တော်တို့တိုင်းပြည်ကနှစ်20နောက်ကျသွားပြီတဲ့နှစ်40ကျွန်တော်တို့ဟာသွားပါပြီစင်ကာပူမီဖို့ကျွန်တော်တို့နောက်ထပ်နှစ်46နှစ်လိုက်ရမယ်ဆိုတော့ဒါဒီဟာကျွန်တော်တို့ရဲ့ဆင်းရဲချမ်းသာကွာဟမှုကိုကျင်းသွားအောင်လုပ်ဖို့အမတန်ကြီးကျယ်တဲ့စိန်ခေါ်မှုဖြစ်ပါတယ်နောက်ထပ်စိန်ခေါ်မှုတစ်ခုရှိပါတယ်အဲ့ဒါတပ်မတော်ရဲ့ကဏ္ဍဖြစ်ပါတယ်နိုင်ငံရေးမှာလုံးဝပါဝင်ခွင့်မရှိတဲ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုကနှစ်ပေါင်း90နိုင်ငံတော်အာဏာကိုအတ္တမရယူလက်ကင်ထားသုံးဆွဲခဲ့တယ်ဒီကနေ့အထိဒီနိုင်ငံတော်အာဏာဟာသူတို့ပိုင်နေသူတို့ပေးမှပဲကျွန်တော်တို့ရမယ်သူတို့ပေးသလောက်ရမယ်လို့အထင်ရှိတဲ့လူတွေလည်းရှိနေသေးတယ်အဲ့တော့အဲ့ဒီတပ်မတော်ရဲ့အခန်းကဏ္ဍအနာဂတ်ဗမာနိုင်ငံရဲ့တပ်မတော်ရဲ့အခန်းကဏ္ဍကိုဘယ်လိုစဉ်းစားမလဲကျွန်တော်အခုအမေရိကရောက်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးဆွေးနွေးဖို့အခွင့်အရေးလေးတွေရခဲ့တယ်တပ်မတော်ရဲ့အခန်းကဏ္ဍတပ်မတော်နဲ့ပြည်သူဆက်ဆံရေးဒီမိုကရေစီနိုင်ငံမှာဒီ role of the military ပေါ့ဗျာသူတို့ရဲ့အနေအထားတွေတော်တော်ဆွေးနွေးတယ်အမတန်ထူးဆန်းတဲ့အကြံပေးချက်တစ်ခုကိုရခဲ့တယ်ခြေတင်စကားပြောရင်ကျွန်တော်ကပြောတယ်ကျွန်တော်တို့ educate ပြန်လုပ်ရမယ်ကျွန်တော်တို့တိုင်းပြည်လဲတော်တော်ကိုအခြေအနေဆိုးသွားပြီစိတ်နေစိတ်ထားတွေလည်းပြတ်သွားပြီကျွန်တော်တို့ကြောက်မှကလေးလေးတွေကနေစပြီးတော့ကျွန်တော်တို့ကပြန်သင်ရမယ်ပြောတော့ဆွေးနွေးနေတဲ့သူကကျွန်တော်ကိုပြောလိုက်တယ်ထောက် professor တယောက်ကအေးပြတယ်ခင်ဗျားပြောတာဟုတ်တယ်တဲ့ခင်ဗျားကပြည်သူလူထုကိုပဲစဉ်းစားနေတယ်တဲ့စစ်တပ်ကိုလည်းပညာပေးဖို့စဉ်းစားပါဦးတဲ့သူပေးတဲ့အကြံတော်တော်ကောင်းတယ် educate လုပ်တဲ့နေရာမှာကျွန်တော်တို့တပ်မတော်ကိုလည်းပဲတပ်မတော်ရဲ့လုပ်ငန်းတာဝန်ကပါကျွန်တော်တို့ကိုဘယ်လိုကာကွယ်စောင့်ရှောက်ရမလဲသူ့အလုပ်ပါသူနေရမယ့်အနေအထားသူ့ရဲ့ role ကိုသူတို့သဘောပေါက်နားလည်အောင်အဲ့ဒီ education လည်းပေးဖို့လိုတယ်လို့သူတို့အကြံပေးတယ်အဲ့တော့ဒါဟာကျွန်တော်တို့ပြည်သူလူထုကိုတော့ကျွန်တော်တရားဟောတာပဲတိတ်လွယ်တာပဲဆရာလုပ်ပေးပါဟုတ် NLD ကျွန်တော်ပြောမယ်အဲ့ဒီမျိုးနေရာဖိတ်ကျွန်တော်လာမယ်ခင်ဗျားတို့လူစုတာလွယ်တယ်ပြည်သူလူထုကို educate လုပ်ရတာပြောရတာဟောရတာသိမခက်ဘူးကျွန်တော်တတ်ထဲပဲလို့ဟောမှာတော့ကျွန်တော်ဘယ်သူကဖိတ်မှာတော့အဲ့တော့အတော်လေးခက်တယ်အဲ့တော့ဒါလည်းပဲအနာကကျွန်တော်တို့တတ်မတော်ကြီးကိုကျွန်တော်တို့ခင်မိစေခြင်းတယ်အခုကျွန်တော်တတ်နဲ့ပတ်သက်ပြီးအများကြီးပြောတယ်ကျွန်တော်တတ်ကိုမုန်းလို့မဟုတ်ဘူးမုန်းလို့လည်းမရဘူးတတ်ဟာနိုင်ငံတိုင်းမှာရှိတယ်နော်တကယ်ကိုလူတွေကချစ်ကြတယ်ကျွန်တော်တို့လည်းတစ်ချိန်ကချစ်ခဲ့တယ်နော်အရန်ကိုချစ်တယ်ကျွန်တော်တို့ဒီ1950 60ခုနှစ်ဒီ marching ပေါ်တော့ခေါ်တာပေါ့ဗျာဒီတတ်မတော်နေ့ချစ်တတ်တဲ့အခါမှာပန်းကုန်းဆွတ်တယ်ဆိုတာဘယ်သူမှမခိုင်းဘူးနော်ကိုဟာကိုပန်းကုန်းဆွတ်တာတကယ်နန်းနာစစ်သားကိုတကယ်ချစ်တာတကယ်မောင်ရဲနှမလို့အဖွားကြီးတွေလည်းနန်းနာပဲအပြိုလည်းနန်းနာပဲတကယ်ချစ်တယ်သူတို့ဘာပြောလို့လဲဆိုတော့တော်တော်ကိုသူတို့စွန့်လို့စွန့်စားအနစ်နာခံပြီးတိုင်းပြည်အတွက်လှုပ်တယ်ကိုတော့ကဟာပြောတာနော်အဲ့တော့အဲ့ဒီလိုမျိုးတကယ်ကိုချစ်ခဲ့တယ်အဲ့တော့ဒီလိုအနေအထားကိုပြန်ရောက်အောင်အဲ့ဒီတုန်းကလူတို့ကဘာဖြစ်လို့တလောက်ချစ်တယ်လို့အခုဆိုရင်ချစ်လိုက်မဆိုင်တဲ့လူတွေအနာမကအောင်နော်အေးခမ ्या ကဘသူလာရင်ဘသူ့ကိုပန်းကုန်းဆိုဘသူကတခါတည်းကိုပန်းကုန်းကိုမစွတ်မနေရအမိတ်နဲ့ဘသူလာဘသူစွတ်
အကွက်ချပြီးဒါအခုဒီဘက်လောက်တာဟိုတော့ကဒါမျိုးမရှိဘူးအလွတ်ရက်ပဲတခါတလေဆိုမဆွတ်ရတဲ့အခါကျတော့ပွေ့ပိုက်ပြီးတော့လက်ထဲကိုထိုးထည့်ပလိုက်တယ်အဲ့လိုဟိုကလည်းပိုက်သွားရတယ်တနက်တစ်ဖက်နဲ့ပန်းတစ်ပိုက်နဲ့အဲ့လိုမျိုးဆိုလိုတာကအဲ့ဒီလိုတကယ်လူလူချစ်တဲ့တတ်မတော်ဖြစ်အောင်ကျွန်တော်တို့ကဖြစ်စေချင်တာအဓိကဒါပဲအခုကျွန်တော်ပြောနေတဲ့ကာကွယ်ဥချုပ်အာဏာတွေယူတယ်တချို့ကျွန်တော်ဝေဖန်တယ်ခင်ဗျာအရန်ပြောတာပဲမဟုတ်ဘူးကျွန်တော်ပြောတာဘယ်သူကမှပုံကိုရေးမပါဘူးဒါဟာဖြစ်သင့်ဖြစ်ထိုက်တာတစ်ခုကိုပြောနေတာပေါ့ဗျာအမုန်းနဲ့ပြောတာလည်းမဟုတ်ပါဘူးအဲ့တော့ဒါလည်းပဲကျွန်တော်တို့အတွက်အမှန်တန်ကြီးကျယ်တဲ့စိန်ခေါ်မှုပေါ့ဗျာအချိန်ကလည်းစေ့တော့မယ်အဲ့တော့ကျွန်တော်ဖြတ်မယ်နောက်ဆုံးကျွန်တော်တို့အရေးအကြီးဆုံးစိန်ခေါ်မှုတစ်ခုကြံ့နေပါတယ်အဲ့ဒါပြည်တော်စုပြဿနာပါကျွန်တော်တို့ပြည်တော်စုအဖွဲ့ဝင်တိုင်းရင်းသားတွေချင်းကချင်ကရင်ကရမွန်ရှမ်းဗမာစသဖြင့်ကျွန်တော်တို့လူမျိုးစုနေတဲ့နိုင်ငံမှာပြည်တော်စုစနစ်နဲ့ထူထောင်မှဖြစ်မယ်ဆိုတဲ့အသည့်ဟာ1940ပင်လုံစာချုပ်ချုပ်ခရဲကအပြန်အလှန်သဘောတူညီချက်တွေရှိပြီးသားပါဒီသဘောတူညီချက်ကိုအကောင့်ထဲပေါ်ဖို့စူးစမ်းတိုင်းပြဿနာစောစောဆရာပြောသွားတယ် Federal တရေကြီးဆိုတာ Federal ဆိုတာနဲ့တရေကြီးလို့ဒါကတမင်ဒါသူတို့ကိုရိုက်သွင်းထားတဲ့အယူအဆတစ်ခုပါတကယ်တော့ Federal စနစ်ဟာကြောက်စရာမဟုတ်ပါဘူးဒါကိုဥနုကိုယ်တိုင်တေချာလက်ခံပြီးပါပြီအဲ့ဒါကြောင့်လည်းပဲအာဏာသိမ်းလိုက်တာဆိုတော့ Federal စနစ်မကောင်းဘူးတပြည်ထောင်ကောင်းတယ်ဆိုပြီးတော့60နှစ်မှာအာဏာသိမ်းပြီးတိုင်းပြည်ကိုနှစ်90အုပ်ချုပ်ခဲ့တယ်တပုံ16ဘွဲ့ပေါ်လာတယ်တိုင်းပြည်ကမငြိမ်ချမ်းဘူး Federal ပေးရင်ကွဲမယ်ပြဿနာရှိမယ်ဆိုတဲ့အယူအဆနဲ့ Federal ပေးမှကောင်းမယ်ဆိုတဲ့အယူအဆချိန်လို့ရသွားပြီနှစ်90ခင်ဗျားတို့စိတ်တိုင်းကြတပြည်ထောင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်အောင်မြင်သလားပြည်တွင်းစစ်တောက်လျှောက်ဖြစ်ခဲ့တယ်ကျွန်တော်တို့မအောင်မြင်ဘူးဒါလို့ဆိုရင်ကျွန်တော်မှနောက်ထပ်ရွေးစရာတလန့်မရှိတော့တယ်လိုချင်တာကပြည်ထောင်စုစနစ်သွားမှာကတပြည်ထောင်စနစ်သွားချင်တာကတပြည်ထောင်အဲ့တော့သွားချင်တဲ့အတိုင်းတပြည်ထောင်သွားလို့မရဘူးဆိုတာသဘောပေါက်ပြီးဒီကနေ့ပြည်ထောင်စုစကားသူတို့ပြောလာပြီအဲ့ဒီတော့အဲ့ဒီပြည်ထောင်စုစနစ်ကလည်းအလိမ်အညာပြည်ထောင်စုစနစ်ဆိုရင်ဒီပြည်တွင်းစစ်ရမှာမဟုတ်ဘူးတကယ်စစ်မှန်တဲ့ပြည်ထောင်စုစနစ်ဖြစ်ဖို့လိုတယ်အဲ့ဒါဟာလေကျွန်တော်တို့တိုင်းပြည်လက်တလောရင်ဆိုင်နေရတဲ့စိန်ခေါ်မှုပါပဲအဲ့တော့ကျွန်တော်ညီကုန်းချုပ်ပါမယ်ကျွန်တော်ဆရာဥဖေမြင့်ပြောတဲ့စကားလေးကိုပဲကျွန်တော်ကိုးကားပြီးတော့ညီကုန်းချုပ်ပါမယ်နာမည်နဲ့တော့ပြောလို့မကောင်းပါဘူးတိုးတော့ကျွန်တော်တို့နှစ်ယောက်ကတော့ဆွေးနွေးတဲ့အခါမှာလွတ်လွတ်လပ်လပ်ပုံမှန်လင်းလင်းဆွေးနွေးပါတယ်ပေးထားချက်ဆိုတဲ့စကားပေါ့ဆရာကပြောတယ်ခုကျွန်တော်တို့သမရယုံအုပ်ချုပ်ရေးဘက်ကပေးထားချက်နှစ်ခုပေးတယ်ပြက်ခတ်ရဆဲရေးနောက် dialogue political dialogue ဒီဘက်ကလွတ်တော်ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပေးထားချက်တွေအဲ့တော့ဆရာပြောတယ်ပေးထားချက်နောက်မှာအဖြေရှိတယ်လှန်ကြည့်လိုက်နော်သူတို့လိုချင်တဲ့ပေးထားချက်ဒီလမ်းလိုက်လို့ရှိရင်ထွက်မဲ့အဖြေရရှိပြီးသားပဲအဲ့တော့ဆရာပြောတယ်ပြည်သူကလည်းပြန်ပြီးတော့ပေးထားချက်တွေပေးဖို့လိုတယ်ဒါခင်ဗျားတို့လည်းပဲအလုံးသိပါတယ်ပညာတတ်တွေဆိုတော့ဒါသင်္ချာနဲ့ပတ်သက်တဲ့စကားပါပေးထားချက်ဆိုတာကဒီပေါ်မှာကျွန်တော်တို့ကစဉ်းစားတွေးခေါ်ပြီးတော့အဖြေရှာဖို့ပါသို့တော့ဒါကကျောင်းဆရာကကျောင်းသားကိုစာသင်တဲ့နေရာမှာအဓိကသုံးတဲ့နည်းတစ်နည်းပါပဲကျွန်တော်ပေးမယ်ဟောတာပေးထားတယ်ဟောတာပေးထားတယ်အဖြေငါ့ကိုတွက်ပေးမှန်ခြင်းမှတ်မယ်မှားခြင်းမှားမယ်သို့တော့နိုင်ငံရေးမှာကျွန်တော်မြင်တာတော့အဲ့ဒီပေးထားချက်ဆိုတဲ့စကားဟာအရန်ကြီးမအပ်ဆက်ပါဘူးနိုင်ငံရေးကစားကွက်တစ်ခုအနေနဲ့နိုင်ငံရေးလှည့်ကွက်တစ်ခုအနေနဲ့ကျွန်တော်တို့ကိုအပြစ်ခတ်ရမယ် peace talk လုပ်မယ် dialogue လုပ်မယ်ဖွဲ့စည်းပုံပြင်မယ်နိုင်ငံရေးကစားကွက်တစ်ခုအနေနဲ့သူတို့ဖန်တီးနေတယ်လို့ပြောရင်တော့ဒါကျွန်တော်လက်ခံပါတယ်ဒါဆွေးနွေးလို့လည်းကောင်းပါတယ်ပေးထားချက်လို့ပြောရအောင်ကျွန်တော်အယူအဆအစိုးရကပြည်သူကိုဘာမှပေးစရာမရှိဘူးသူပေးထားချက်လောက်ရမှာမဟုတ်ဘူးဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင်ပေးထားချက်ကပြည်သူဘက်ကပဲပေးထားချက်ရှိရမယ်တို့လိုချင်တာဒါအဲ့ဒါမင်းတို့ဖြစ်အောင်လုပ်ပေးနိုင်ရင်မင်းတို့ကိုငါတို့ရွေးမယ်နောက်တစ်ခါရွေးမယ်မင်းတို့ကိုအုပ်ချုပ်ခွင့်ပြုမယ်ငါတို့လိုချင်တာဒါမဖြစ်နိုင်ရင်မင်းတို့ကိုဒီအုပ်ချုပ်ရေးရန်တရားမှာဥပဒေပြုရေးရန်တရားမှာငါတို့မထားနိုင်ဘူးလောက်ရမှာက let them know ကျွန်တော်တို့လိုချင်တာကိုပြတ်သားတတိရှိပြောရမယ်တို့လိုချင်တာဒါပဲအဲ့ဒါကိုမင်းတို့ဖြစ်အောင်လုပ်ပေးနိုင်ရင်မင်းတို့အတွက်နေရာရှိမယ်မလုပ်ပေးနိုင်ရင်မင်းတို့အတွက်နေရာမရှိဘူးဆိုတဲ့သဘောတရားကိုသူတို့သိအောင်သူတို့နားလည်အောင်ကျွန်တော်တို့ဘက်ကလုပ်ပေးရမယ်ပြည်တင်းရင်မင်းမခံနိုင်ဘူးဆိုတဲ့စကားပုံရှိတယ်ကျွန်တော်တို့က
အတင်းခံခဲ့ရတဲ့အခါကျတော့ဆရာပြောသလိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကဟိုးအနှိမ့်ဆုံးအထိကျသွားတယ်ဒါပေမဲ့ကျလို့မရဘူးကျွန်တော်တို့နောက်ကိုကြည့်အောင်ကျွန်တော်တို့အသက်ကြီးပြီကျွန်တော်တို့ရဲ့ငယ်တဲ့လူတွေနောက်အနာဂတ်ဆိုတာရှိသေးတယ်ဒီအနာဂတ်အတွက်ဗမာပြည်ရဲ့အနာဂတ်ကျွန်တော်ပြောနေတဲ့ပြန်စမမြန်မာနိုင်ငံတော်ဒီအနာဂတ်နိုင်ငံတော်အတွက်ကျွန်တော်တို့ရှိတဲ့အားတွေကိုထည့်ပြီးတော့ကျွန်တော်တို့လုပ်နိုင်တာတွေအများကြီးရှိတယ်ကျွန်တော်တို့တဦးချင်းအားတွေကိုပေါင်းလိုက်ရင်ကျွန်တော်တို့ရဲ့အတန်ကျဲလောင်မြည်လာပါလိမ့်မယ်အဲ့ဒါကဘာတော့ဒီနိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်ကငါတို့ဒါကြောင့်နိုင်ငံတော်ရဲ့အာဏာပိုင်ဖြစ်တဲ့တထေးမင်းများကကျွန်တော်တို့ boss ကဒါလိုချင်တယ်ဒါဖြစ်ချင်တယ်ခင်ဗျားတို့အလုပ်သမားတွေကဒါကိုလုပ်ပေးပါမလုပ်ပေးရင်ခင်ဗျားတို့ဖြုတ်မယ်ကျွန်တော်တို့ကကိုယ့်ရဲ့ role ကိုသိဖို့လိုတယ်ကျွန်တော်တထေးလို့နေမှအများလေးစားမယ်ကျွန်တော်တထေးလို့မနေလို့ရှိရင်ကျွန်တော်လေးစားမှုခံမှာမဟုတ်ဘူးအဲ့တော့တကယ်တော့ဒီမိုကရေစီနိုင်ငံမှာနိုင်ငံသားတွေကတထေးပါ boss ပါတကယ်ပိုင်ရှင်ပါအဲ့တော့နိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်တွေကမန်တင်ပြီးငါတို့ဟာနိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်ပဲအဲ့တော့ငါတို့နိုင်ငံတော်ကိုငါတို့ဒီလိုတိဆောက်ခြင်းတယ်ဒီအတိုင်းလုပ်ပေးရမှာခင်ဗျားတို့နိုင်ငံရေးသမားတွေနိုင်ငံရေးအာဏာကိုယူထားတဲ့လူတွေရဲ့တာဝန်ပဲအဲ့တော့ခင်ဗျားတို့အလုပ်ကိုခင်ဗျားတို့လုပ်ပေးပါမလုပ်နိုင်လို့ရှိရင်နောက်သက်တာမှာနောက်တစ်ချိန်မှာခင်ဗျားတို့အတွက်နေရာမရှိဘူးဆိုတာကိုသူတို့သိအောင်ကျွန်တော်တို့ဘက်ကကြဲလောင်အတန်ပေးရင်ကျွန်တော်တို့လိုချင်တဲ့ပြန်စမဒီမိုကရေစီပြည်ထောင်စုစစ်မြန်မာနိုင်ငံတော်ကြီးပေါ်ပေါက်လာပါလိမ့်မယ်လို့ယုံကြည်ကြောင်းပြောရင်ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်